ရှေးတုန်းကပေါ့မိထီလာလို့ခေါ်တဲ့ပြည်ကြီးတစ်ပြည်ရှိခဲ့ဘူးတယ်။အဲ့ဒီပြည်ကြီးကတကယ့်ကိုတာယာဝပြောပြီးချမ်းသာကြွယ်ဝတာဗျာ။ဘီရင်ကြီးမဟာစနကအောင်လေတရားနဲ့အညီအုပ်ချုပ်လို့တိုင်းသူပြည်သားတွေကလေပျော်ပျော်ရွှင်ရွှင်နဲ့ငင်းချမ်းစွာနေထိုင်ကြတယ်။ပြောရရင်တော့ကဘာပေါ်ကနတ်ပြည်လေးတစ်ခုလိုပဲလှပတဲ့မြို့ကြီးပေါ့။ဒါပေမဲ့ပေါ့ဗျာပျော်ရွှင်စရာတွေပြည်နေတဲ့ဘဝမှာတော့မမျော်လင့်ပဲဖြစ်လာနိုင်တဲ့အရာတွေရှိတတ်တာပဲမဟုတ်လား။တနေ့မှာတော့ဒီဘီရင်ကြီးမဟာဇနကရဲ့ညီတော်ပိုလဇနကရဲ့ပုံကန်မှုတစ်ခုဖြစ်ပွားခဲ့တယ်။နန်းတော်တွင်မှာစစ်ပွဲတွေဖြစ်စူပူမှုတွေနဲ့ပြည့်နှက်ထွားလာပေါ့။ကြည့်လိုက်ပါဦးဗျာဘလောက်တောင်ကြောက်စရာကောင်းလိုက်လဲဗျာ။ဒီလိုနဲ့ပဲမဟာဇနကဘီရင်ကြီးဟာကြာဆုံးခဲ့ရတယ်။သူ့ရဲ့မိဖုရားကြီးတီဝလီဒေဝီကတော့ဒီအရေးအခင်းထဲကနေလွတ်မြောက်အောင်ထွက်ပြေးခဲ့ရတာပေါ့။ပိုက်ထဲမှာတော့နောင်တစ်ချိန်မှာကြီးကျယ်ခမ်းနားတဲ့ဘရင်တစ်ပါးချစ်လာမဲ့တားတော်လေးကိုလွေထားလျက်ပေါ့ဗျာ။မိဖုရားကြီးဟာစစ်ကွဲရဲ့အငွေ့အသက်တွေကြားကနေလွတ်မြောက်ဖို့ကအစွမ်းကုန်စူးစမ်းပြေးလွှားနေရတယ်။မြစ်တွေကိုဖြတ်တောတွေကိုကြော်ရင်းနဲ့မိုင်ပေါင်းများစွာခီးနှင်ခဲ့ရတာပေါ့။နောက်ဆုံးတော့စမ်ပါနဂွန်လွတ်ခေါ်ရဲ့မြို့လေးတစ်မြို့ကိုရောက်သွားခဲ့တယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီမြို့လေးကပုံနာကြီးတူရဲ့အိမ်မှာဟိုလုံကွင်းရခဲ့တယ်။အချိန်ရီကြာလာတော့မိဖုရားကြီးလည်းတားတော်လေးကိုမွေးခွားခဲ့တယ်။သူ့ကိုဇနကလို့နာမည်ပေးခဲ့ကြတယ်။ပုံနာကြီးရဲ့အိမ်မှာဇနကမင်းသားလေးဟာရိုးရိုးရှင်းရှင်းလေးနဲ့ပျော်ရွှင်စွာကြီးပြင်းလာခဲ့တယ်။နန်းတွင်ဇင်းစိန်တွေမခံစားခဲ့ရပေမဲ့လေသူ့ရဲ့ပညာအရေးချင်းတွေကတော့ထပ်မြက်လာတာပေါ့။ဇနကလေးဟာကြီးပြင်းလာတော့တန်မာထက်မြက်တဲ့လူငယ်တယောက်ဖြစ်လာခဲ့တယ်။တနေ့မှာတော့သူဟာအမေဖြစ်သူမိဖုရားကြီးစီကနေသူတို့ရဲ့မျိုးရိုးစာတိအကြောင်းနဲ့အဖေဘရင်ကြီးကြာဆုံးခဲ့ပုံတွေကိုနားထောင်ခဲ့ရတယ်။ရင်ထဲမှာတော့မိထီလာပြည်ကိုပြန်လဲသိမ့်ပိုက်ထို့ဆိုတဲ့မဟာယီမန်းချက်ကြီးပေါက်ဖွာလာခဲ့ပြီပေါ့ဗျာ။ဒီလိုနဲ့ပဲဇနကလေးဟာရတနာပစ္စည်းတွေကုန်စည်တွေကိုရောင်းဝယ်ဖောက်ကားပြီးပတ်စံရှာဖို့အတွက်ကုန်တယ်တွေစီးတဲ့တင်မောကြီးတစ်စက်နဲ့ပင်လယ်ခီးထွက်ခဲ့တယ်။သူ့ရဲ့ရီမန်းချက်ကမိထီလာပြည်ကိုပြန်လဲရယူဖို့အတွက်ငွေကြေးစုဆောင်းဖို့ပဲထွက်တယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်တဲ့ပဲပြောရမလား။ပင်လယ်ပြင်ခီးရဲ့9ရက်မြောက်နေ့မှာမုန်တိုင်းကြီးတစ်ခုတိုက်ခတ်ထဲတာပေါ့။တင်မောကြီးဟာလိုင်းလုံးကြီးဝေချောင်းမှာပျက်စီးသွားပြီးလူပေါင်းများစွာဟာပင်လယ်ပြင်ထဲကိုပြုတ်ကျခဲ့ကြတယ်။ဒီအဖြစ်ဆိုးကြီးထဲမှာဇနကလေးလည်းပါဝေခဲ့တာပေါ့ဗျာ။လူတွေအကုန်လုံးစိတ်တက်ကြပြီးပင်လယ်တရဝါတွေရဲ့တပ်ဖြတ်စားသုံးချင်နေချိန်မှာဇနကလေးကတော့ငါအသက်ရှင်တဲ့ရွေတော့လက်မလျှော့ဘူးလို့ဆုံးဖြတ်ခဲ့တယ်။တင်မောထိပ်ဖျားကိုတက်ထောဘတ်ကိုပစိုးမှလင်းဝမ်းကိုလည်းအဝစာမီတားရဲတွေနဲ့ဝေးရရေပြင်းစီကိုခုန်ချခဲ့တယ်။မိုးလင်းကနေမိုးချုပ်မနေ့ကနေမနက်ဖြန်ထိ9ရက်9ညလုံးပင်လယ်ပြင်မှာတယောက်ထဲကန်းကိုမှန်းစာပြီးကူးခတ်ခဲ့တယ်။သူ့ရဲ့မလျှော့သောဇွဲတတိကိုဘသူမှမမြင်နိုင်ဘူးဗျာ။ဒီလိုဇွဲတတိကြောင့်လူမင်းပုံကြီးနတ်မင်းမနေနိုင်ထိရတော့တယ်။မဏိမခလာလို့ခေါ်တဲ့နတ်သမီးတစ်ပါးကဇနကလေးကိုကူညီဖို့အတွက်ရောက်လာခဲ့ရတယ်။မဏိမခလာကဇနကလေးရဲ့ဇွဲလုံလားကိုချီကျူးပြီးပင်လယ်ရေထဲကနေကဲ့တင်ခဲ့တယ်။ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးတွေကနေဇနကလေးကိုမိထီလာကြီးကိုပြန်လဲပို့ဆောင်ပေးခဲ့တာပေါ့။ဒါဟာဇွဲလုံလာဝိရိယဆိုတာဘာလဲဘလို့ဖြစ်နိုင်တယ်လဲဆိုတာကိုပြနေရပါပဲ။မိထီလာပြည်ကိုပြန်ရောက်လာပြီးတဲ့နောက်မှာဇနကလေးဟာသူ့ရဲ့ထက်မြက်တဲ့ပညာနဲ့ဇွဲတတိတွေကြောင့်မကြခင်မှာပဲမိထီလာရဲ့ဘရင်တစ်ပါးဖြစ်လာခဲ့တယ်။ပညာရှိတဲ့မိဖုရားကြီးတီဝလီဒေဝီကလည်းသူ့ကိုကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးခဲ့တာပေါ့။ဘရင်ထစ်လာတဲ့ဇနကမင်းကြီးဟာတရားနဲ့အညီအုပ်ချုပ်လို့မိထီလာပြည်ဟာအရင်ကထပ်တောင်ပို့ပြီးတာယာဝပြောလာခဲ့တယ်။တနေ့မှာတော့သူဟာဥယျာဉ်တော်ကိုခီးထွက်ရင်းနဲ့တရက်ပင်ကြီးတစ်ပင်ကိုတွေ့ခဲ့တယ်။ဒီတရက်ပင်တော်ကြီးထဲမှာအသီးတွေဝေနေတဲ့တရက်ပင်တစ်ပင်နဲ့အသီးတစ်လောင်းမှမရှိတဲ့တရက်ပင်တစ်ပင်ကိုဇနကမင်းကြီးတွေ့ခဲ့တယ်။လူတွေကအသီးရှိတဲ့တရက်ပင်ကိုအခက်အလက်တွေပါကျိုးပြက်သည့်အထိခိုးကြဆွတ်ကြလို့တပြင်းလုံးပျက်စီးနေခဲ့တယ်။ဒါကိုမြင်တော့ဇနကမင်းကြီးဟာနက်နဲတဲ့အတွေးတစ်ခုကိုရခဲ့တယ်။စီးစိမ်ဥစ္စာတွေဆိုတာအသီးရှိတဲ့တရက်ပင်လိုပျက်စီးလွယ်တယ်။လော်ဂီစီးစိမ်တွေဟာကိလေသာရဲ့အရင်အမျက်တွေပါလားလို့သူနားလည်ခဲ့တယ်
ဒီလိုနဲ့ပဲဘယင်ဇနကဟာကြီးကျယ်ခမ်းနားတဲ့နန်းတော်ဇီးစိမ်တွေကိုစွန့်လွတ်ပြီးတောထွက်ခဲ့တယ်ဘဝရဲ့အတိတ်ပဲအမှန်ကိုရှာဖွေရင်းယသိဝတ်နဲ့တရားအားထုတ်ခဲ့တယ်သူ့ရဲ့မလျှော့သောဇွဲလုံလော့တွေဟာနောက်တစ်ချိန်မှာမြတ်စွာဘုရားဖြစ်ရခြင်းပါရမီဖြည့်ခြင်းတွေပါပဲနောက်ထပ်လည်းတင်ဆက်သွားပါဦးမယ်